ဒီမေကွန်းလေးရဲ့အဖြေကိုတခြားတိုက်ဆိုင်တဲ့မိဘတွေရှိရင်လည်းတခါတည်းကြည့်လို့ရအောင်လို့ဒီနေရာကနေဖြေပေးလိုက်ပါတယ်ရှင်။ကျောင်းပို့တာ2လ3လလောက်ရှိပြီအခုတက်ဒီအငိုမတိတ်ဘူးဆိုတဲ့ကလေးတွေရှိကြတယ်ဟုတ်တယ်ဟုတ်ဆိုတော့နံပါတ်1သိထားရမှာကအဲ့ဒါတဘာဝပါကလေးတိုင်းကျောင်းပို့တဲ့အခါမှာငိုပါတယ်ဘာလို့ငိုလဲဆိုတော့သူတို့ရဲ့အိမ်မဟုတ်ဘူးသူတို့သိနေကြဖေဖေမေမေမဟုတ်ဘူးသူတို့မြင်တွေ့နေကြမျက်နာတွေမဟုတ်ဘူးပေါ့နော်သူတို့အမျိုးဆွေတွေလည်းမရှိဘူးအဲ့တော့လုံးဝစိမ့်သက်တဲ့နေရာတစ်ခုကိုသွားရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကလေးတွေစိတ်ထဲမှာဘာဖြစ်လဲဆိုတော့ separation anxiety လို့ခေါ်ပါတယ်နောက်တစ်ခေါက်ထပ်ပြောပြပါမယ် separation anxiety လို့ခေါ်ပါတယ်ရှင်ဆိုတော့ကျမတို့မြန်မာလူပြောရမယ်ဆိုရင်အဲ့ဒါကခွဲခွာရခြင်းတော့ကပေါ့နော်ဒါအမှုပညာဆန်ဆန်လေးပြောတာပေါ့မိခင်ဒီမှာလည်းကလေးတွေကိုအကြောင်းပို့ရတဲ့အချိန်မှာလွမ်းနေငါသားလေးအဆင်ပြေပါမလားဆိုတော့မိခင်တော့ကရှိတယ်ကလေးတွေမှာလည်းအကြောင်းသွားရတဲ့အချိန်မှာစိုးရိမ်ပူပန်တာပေါ့နော်နည်းနည်းလေးကြောက်တာစသဖြင့်ပေါ့ဒီအကြောင်းဆိုတဲ့နေရာနဲ့အသားကျအောင်လို့သူတို့ဘာသာသူတို့စူးစမ်းပြီးတော့ရက်တည်ရတဲ့အချိန်မှာဖြစ်တဲ့ခံစားချက် separation anxiety ဆိုတာဖြစ်တတ်ပါတယ်ဒီ separation anxiety ကဘယ်လောက်ထိဖြစ်နိုင်လဲဆိုလို့ရှိရင်ကျမတို့ကလေးကျောင်းစားပို့တဲ့ကာလပေါ့နော်ပထမဆုံး1လ2လကနေပြီးတော့6လအထိကြာတဲ့ကလေးမျိုးရှိတတ်ပါတယ်အဲ့ဒါကြောင့်မလို့လုံးဝစိတ်ပူစရာမလိုဘူးပေါ့နော်နံပါတ်1ကကြတော့မမေတွေအနေနဲ့ကလေးကိုယုံကြည်ပေးပါကလေးဒီအချိန်တိုင်းတာတစ်ခုရောက်သွားတဲ့အချိန်မှာလုံးဝအကြောင်းပျော်သွားပါလိမ့်မယ်ဒါကိုဒီချေတို့အာမခံပါတယ်နံပါတ်2ကတော့ကိုထားတဲ့ကျောင်းကိုယ့်ရဲ့ကလေးရဲ့ classroom teacher ပေါ့နော် homeroom teacher ကိုယ့်ရဲ့ classroom teacher သူ့ရဲ့အကြောင်း community တစ်ခုလုံးကိုကျမတို့ယုံကြည်ပေးပါနံပါတ်3ကကြတော့မမေကိုယုံကြည်ပေးပါနော်ကိုယ့်ရဲ့သားလေးကိုအကြောင်းပို့ဖို့ ready ဖြစ်ပြီလို့ယူဆတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အိမ်မဟုတ်တဲ့ကျောင်းဆိုတဲ့ပရဝုံလေးကိုသွားပို့တာလေဟုတ်တယ်မလားအဲ့ဒီတော့ကိုယ့်ရဲ့ကလေးလေးကတစ်ချိန်မှာသူဒီလုံးဝငုံမမဟုတ်တော့ဘူးကျောင်းပျော်တဲ့ကလေးလေးဖြစ်သွားမယ်ဆိုတဲ့ယုံကြည်မှုထားပေးပါပြီးတော့ခဏသွားချောင်းတာမျိုးကျောင်းကိုကလေးကိုပို့ပြီးတဲ့အချိန်မှာချန်စီယိုလေးနားမှာတွေ့ကပ်ပြီးတော့မှမပြတ်နိုင်ဘူးသိရမလားကျောင်းလေးတွေကိုကြည့်ပြီးတော့မှကိုယ့်စိတ်ထဲမှာအမြင်မပြတ်ဘူးပေါ့နော်တန်ရောစင်အဲ့လိုမလုပ်ပါနဲ့ကိုကတကယ်စိတ်မချနေဘူးနောက်ဆန်တင်းနေရဆိုလို့ရှိရင်ကိုယ့်ရဲ့ခလေးရလေအဲ့ဒီဟာကိုခံစားလို့ရတယ်အဲ့ဒါမယုံမရှိနဲ့နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဘိုက်ထဲကနေမွေးထုတ်ထားတဲ့ဒီကလေးလေးလေဟုတ်တယ်ဟုတ်အမေနဲ့ကလေးရဲ့ bondingတန်ရောစင်လောက်ခိုင်မာတဲ့ကြိုးဆိုတာမရှိဘူးအဲ့အတွက်ကြောင့်မို့လို့မိဘကနောက်ဆန်တင်းလေခလေးရာအเจ้าမှာငိုတဲ့အချိန်ကပို့ကြလေးဖြစ်ပါတယ်အဲ့တော့မမေတွေအနေနဲ့အเจ้าပို့တယ်ဆိုတဲ့အချိန်မှာကလေးကိုတေချာပြောခဲ့ပေါ့နော်တသားညနေကျရင်3နာရီမှမမေပြန်လာကြုံမယ်ဂတိအတိုင်းညနေမှာတေချာသွားကြိုပေးလိုက်ပါဆိုတော့အဲ့ဒီဟာလေးကိုဒါပုံမှန်လုပ်ပေးပါနောက်ဆုံးတော့ကျွန်မပြောရဲခဏသွားချောင်းတာမျိုးကျောင်းသားမှာတွေ့ကက်နေတာမျိုးဆိုတာမျိုးလုံးဝမလုပ်နဲ့ကလေးကိုကျောင်းပို့တယ်ပို့ပေးရတယ်ကိုယ့်ကိုအိမ်ပြန်ဆန်ရှိရပြန်ကိုလှုပ်ရှားရှိရအလုပ်ကိုလုပ်စိတ်အေးလက်အေးတက်တောင့်တက်တာနဲ့မမေတို့နေပေးပါဒါဆိုလို့ရှိရင်တော့ကလေးကျောင်းပို့တယ်1လလည်းအငိုမတိတ်ဘူး2လလည်းအငိုမတိတ်ဘူးဆိုတဲ့ကိစ္စတွေကအချိန်တူလေးအတွင်းမှာဒီကိစ္စအလုံးပွဲသိမ်းပြီးတော့မှာဖြစ်ပါတယ်ကျမကဒီချက်ခင်မှာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အခုလိုမျိုးမေးခွန်းလေးတွေရှိရဲဆိုရင်လည်းဒီချက်ကိုမေးထားခဲ့ပြီးလို့ရပါတယ်ရှင်